မင်္ဂလာပါဒီဗီဒီယိုမှာတော့ကေကပြန်လဲအစ်စ်တဖန်ပြန်လဲမွေးဖွားခြင်းဆိုတဲ့ခေါင်းစဉ်နဲ့ပြပြသွားမှာပါကေရဲ့ဒီ channel ကကေ YouTube channel တတိယမြောက် channel လို့ပြောလို့ရပါတယ်အရှိရ channel နှစ်ခုကပထမတစ်ခုကကျတော့ကေ KZ Education ဆိုပြီးတော့ကေ online သင်တန်းတွေစတင်တော့လုပ်ထားတဲ့ channel ပေါ့နော်ဒီဘာသာစကားလေ့လာတဲ့သူတွေအတွက်ဗီဒီယိုတွေရဲ့ပြီးတော့ web drama တွေဘာသာပြန်တဲ့ဗီဒီယိုတွေရဲ့တင်ပေးတယ်ပေါ့နော်ဒုတိယမြောက် channel ကကျတော့ KDN online school ဆိုပြီးတော့အဲ့မှာလည်းပဲcopyright မညှိအောင်ဆိုပြီးတော့ဒီကိုရီးယားဘာသာစကားလေ့လာတဲ့သူတွေအတွက်ရပြီးတော့ကိုရီးယားရောက်လာတဲ့ခါကျတော့ကိုရီးယား live channel ပတ်သက်ပြီးတော့ဗီဒီယိုတွေတင်ပေးနေတဲ့ channel ရှိတယ်ပေါ့နော်အဲ့ channel ကိုဒီလောမှာကေက K moment ဆိုပြီးပြောင်းထားတာမကြသေးဘူးပေါ့နော်ဒီရက်ပိုင်းမှာလည်းနည်းနည်း active ဖြစ်နေဗီဒီယိုတွေဆက်တိုက်တင်ဖြစ်နေပါတယ်ဒါပေမဲ့ကံမကောင်းစွာနဲ့ပဲပြီးခဲ့တဲ့စနေနေ့ကအဲ့ channel က remove လုပ်ခံလိုက်ရတယ်ပေါ့နော်ဘာအကြောင်းကြောင့်ဆိုပြီးတော့1နေ့အရင်ကြိုမပေးဘဲနဲ့remove လုပ်သွားတယ်ပေါ့ remove လုပ်သွားတဲ့ခါကျအခုတော့ဒီနေ့ကအဖေရဲ့ပြန်လျှောက်ထားပါတယ်ရချင်လဲရလိမ့်မယ်ပြန်မရတာမျိုးလည်းဖြစ်ကောင်းဖြစ်နိုင်တယ်ပေါ့နော်အဲ့ဒါကြောင့်မလို့ကေကဒီဂျားထဲမှာကေတင်ချင်တယ်ကေမျှဝေချင်တဲ့အကြောင်းအရာတွေတင်ဖို့အတွက်ဆိုပြီး channel အသစ်လုပ်လိုက်တာပဲဖြစ်ပါတယ်အဲ့တော့ကေရဲ့တဖန်ပြန်လည်မွေးဖွားခြင်းဆိုလို့ပြောလို့ရတယ်ပေါ့နော်ဒီ channel မှာကေဘာတွေတင်သွားမှာလဲဆိုတော့ကေရဲ့ဒီ Korea lifestyle မှာကေဝေမျှပေးခြင်းတဲ့အကြောင်းအရာတွေရှိရပေါ့နော် knowledge sharing အနေနဲ့အဲ့လို content မျိုးလေးလည်းတင်သွားမယ်ပြီးတော့ကေခရီးတွေပါသွားတဲ့အခါမျိုးမှာလည်းခရီးသွားတဲ့အခါမှာအဲ့လိုကေရဲ့အတွေ့အကြုံလေးတွေလည်းပြန်ပြီးတော့ဝေမျှပေးသွားမယ်ပေါ့နော်နောက်တစ်ခုကကြတော့ဒီဘာသာစကားဆိုင်ရာလိုအပ်ချက်တွေပေါ့ကေကိုယ်တိုင်လည်းအခုလက်ရှိစေုံစေကန်းစကားပြန်လုပ်နေတာဖြစ်တဲ့အကြောင်းမလို့ဘာသာစကားနဲ့ပတ်သက်ပြီးတော့ကိုသိထားတဲ့အကြောင်းအရာမျိုးလေးတွေလည်းဝေမျှပေးသွားမှာဖြစ်ပါတယ်အဲ့တော့ဒီလိုမျိုး channel remove လုပ်ခံရလိုက်ရပေမဲ့လည်း channel တစ်တည်ထောင်လိုက်တဲ့ဆိုတဲ့အခါမှာကေအဲ့နေ့ကတော့နည်းနည်းလေးအာရုံများသွားတယ်ဆိုမှကေတွေးမိရာတွေတခုရှိတယ်ပေါ့နော်ဒါလေးကိုလည်းကေရဲ့အတွေးလေးကိုပြပြပေးချင်ပါတယ်ကေဆိုလို့ရှိရင်ဒီ social မှာ9နှစ်10နှစ်လောက်ရှိပြီပေါ့နော်9နှစ်10နှစ်လောက် Facebook page ကိုအရင်စပြီးတော့ထောင်းနေထောင်းနေဆိုတာကေတို့ UFL တက်နေတဲ့တတိယနှစ်ကနေစပြီးတော့ပေါ့နော်ဘာသာစကားနဲ့ပတ်သက်ကိုလေ့လာထားတာလေးပြန်ပြီးဝေမျှပေးခြင်းတဲ့ကြောင့်မလို့လုပ်ဖြစ်တယ်ပေါ့နော်လုပ်ဖြစ်ပြီးသွားတဲ့အခါမှာပြီးတော့ကေ online သင်တန်းတွေစတင်တယ်စတင်ပြီးတော့ဖြည်းဖြည်းနဲ့ကေတခြား platform တော်တော်များများကေကိုမြင်နေရအောင်ဆိုပြီးကေ platform တော်တော်များသုံးနေပေါ့နော်Facebook မှာရှိမယ် page အနေနဲ့ Instagram မှာလည်းရှိတယ်ပြီးတော့ TikTok မှာရှိမယ် YouTube မှာရှိမယ်ကိုရီးယားဘက်မှာဆိုလို့ရှိရင်တော့ Naver blog ဆိုပြီးအဲ့မှာလည်းကေ blog လေးနည်းနည်းပပရေးထားတာရှိတယ်ပေါ့နော်အများသော platform တော်တော်များမှာကေကိုမြင်နေရအောင်ကေလုပ်ထားတာပေါ့နော်ပြီးတော့ Telegram မှာဆိုလို့ရှိရင်လည်း K page ရဲ့ Telegram channel လေးလုပ်ထားပါတယ်အဲ့လိုမျိုးကေတို့ဆိုလို့ရှိရင်ဒီ social မှာလောက်လာတာက9နှစ်10နှစ်နီးပါးရှိနေပြီဆိုတဲ့အခါကျတော့ကေတို့လောက်လာတဲ့တက်တန်းတစ်လျှောက်ရလာတဲ့ result တစ်ခုရှိရပေါ့နော်ဥပမာ page ဆိုလို့ရှိရင်ဘယ်လောက် follower ရှိပြီပေါ့ YouTube ဆိုလို့ရှိရင်လည်းအခုပြတ်သွားတဲ့ YouTube ဆိုလို့ရှိရင်4500 subscriber ရှိနေပြီပေါ့နော် watch hour ဆိုလည်း905နာရီရှိပြီဆိုတဲ့အခါကျတော့လန်တဝက်ရောက်နေပြီပေါ့နော်ကေတွေးမိပြီးတော့ခြာရီထားတဲ့စာလေးရှိရပေါ့နော်အဲ့ဒါကြောင့်ဘလို့တွေးမိသွားလဲဆိုတဲ့အခါကျတော့ကေတို့ဘာတွေပဲဘလို့ပြောင်းသွားပါစေဒီ social media ကြီးကဘဝကြီးတော့မဟုတ်ဘူးဒါပေမဲ့ဒီ social media ကနေတဆင်ကေတို့ကပြောရမယ်ဆိုရင် career လမ်းကြောင်းတစ်ခုပေါ်မှာရောက်နေတဲ့သဘောမျိုးဖြစ်နေတာပေါ့နော်ဖြစ်နေတဲ့အခါကျတော့ဒီဟာတွေကလည်းကေတို့ကအရေးကြီးတယ်ကြမိုးလဲထားတယ်ပေါ့နော်မှတ်တမ်းမှတ်ရနေလဲဖြစ်တဲ့အခါကျတော့နှမျောပေမဲ့လည်းဘာမှမတက်နိုင်တဲ့အခါမျိုးမှာဆိုရင်ဘလို့စဉ်းစားလိုက်လဲဆိုတဲ့အခါကျတော့ကေချက်နဲ့အစ်စ်ကိုချက်ချင်းလုပ်လိုက်တယ်ပေါ့နော်ချက်ချင်းလုပ်လိုက်တယ်လုပ်လိုက်ပြီးတော့တဲ့အခါမှာပြန်စဉ်းစားကြည့်မယ်ဆိုရှင်ဒါတွေကပျောက်ဆုံးပျက်စီးဆုံးရှုံးသွားတယ်ဆိုရင်တော့မှကေရိုစီမှာအတွေ့အကြုံတွေရှိလိုက်တယ်ပေါ့နော်ဒီဟာတွေသုံးတဲ့အခါမှာအစင်စင်လေ့လာသင်ယူရတာရှိတယ်ဒီ digital skill နဲ့ပတ်သက်ပြီးတော့လေ့လာပြီးတော့သိလာတဲ့ဟာအများကြီးရှိရပေါ့နော်အဲ့ခါကျတော့ဘာကြီးတွေပဲဘလို့ဖြစ်သွားပါစေပေါ့နော်အချိန်တိုင်းတစ်ခုမှာဒီ social media မှာကေရို result တွေရခဲ့တာမှန်ပေမဲ့လို့ဘလို့လုပ်ရင်ရတယ်ဆိုတာလေကေရိုနီးလန်းနေသိနေပြီပြီးတော့လို့ရှိရင်အတွေ့အကြုံတွေလည်းရှိနေပြီဖြစ်တဲ့အကြောင်းအစအပြန်စားလဲကေရိုဘာမှမဖြစ်ဘူးပေါ့နော်ဒါရင်းနဲ့ပတ်သက်ကိုအတွေ့အကြုံရှိနေတဲ့ခါကျတော့ပြန်စလဲစနိုင်နေပေါ့နော်ချက်ချင်းအသစ်လောက်ထားတဲ့ချီမီအသစ်ရှိရပေါ့နော်ချီမီအသစ်နဲ့ပဲ channel ပြန်ထောင်လိုက်တယ်ပေါ့နော် channel ပြန်ထောင်လိုက်တာဖြစ်တဲ့ကြောင့်ဒီ channel မှာဆိုလို့ရှိရင် lifestyle content တွေနဲ့ key လောက်ချင်တဲ့ content လေးတွေကိုတေချာ CCE နဲ့ပေါ့နော် playlist နဲ့အစကနေတေချာလေးစနစ်တကျပြန်လုပ်လို့ရတဲ့အခွင့်အရေးလေးတခုရလာတဲ့သဘောမျိုးဖြစ်သွားတာပေါ့နော်အဲ့ဒါကြောင့်မလို့ရှေ့ရှာကီရဲ့ channel မှာကီမျှဝေချင်တာအများကြီးရှိပါတယ်အဲ့ဒါကြောင့်မစောင့်ကြည့်ပေးပါပြီးတော့သိချင်တဲ့အကြောင်းအရာရှိရဆိုရှင်လည်း YouTube ရဲ့ comment လေးမှာလည်းစာချန်ထားပေးလို့ရပါတယ်ကီ comment 9ကိုဖတ်ပါတယ်အဲ့တော့အချိန်အနေနဲ့များအချိန်တိုင်းတစ်ခုပဲကြားမြင်သွားတာမျိုးပဲရှိလိမ့်မယ်ပေါ့နော်ဒီ comment တွေတွေ့ရဆိုရှင်တော့ reply ပြန်ပေးသွားပါမယ်ပြီးတော့သိချင်တဲ့အကြောင်းအရာလေးတွေလည်းဒီ video လေးနဲ့ပြန်ပြီးတော့မျှဝေပေးဖို့အတွက်ကြိုးစားတော့ပါမယ်
တခု request လုပ်ထားချင်တာကျတော့ K က video ပါရိုက်တဲ့အခါမှာ K ကအရှင်တော့ဆိုလို့ရှိရင် perfect ဖြစ်ဖို့အတွက်ကိုစဉ်းစားရတယ်ပေါ့နော်video edit ရမှာပဲငါတခြားလေးပြင်းပြင်းစင်စင်လုပ်ရမှာပဲဆိုပြီးစဉ်းစားတဲ့ခါကျတော့မရိုက်ဖြစ်တာများရဲ့အခါကျ K ပြောပြချင်တာများပဲ video ရိုက်တဲ့အနေထားအနေနဲ့သူများရဲ့စီကိုဒီအချက်လက်တွေမရောက်သွားဘူးပေါ့နော်အဲ့ဒါကြောင့်မလို့ခါလီ K video ရိုက်တဲ့အခါမှာဒီ bare face ပေါ့နော်မျက်နှာပြောင်ကြီးဖြစ်နေတာမျိုးပေါ့ဒါပေမဲ့နှာခမ်းကြီးတော့ဆူထားပါတယ်မျက်နှာပြောင်ကြီးဖြစ်နေတာမျိုးပြီးတော့လို့ရှိရင်အဲ့ဒီလိုမျိုးအချက်လေးရှိလိမ့်မယ်ပေါ့နော်ဖြည်းဖြည်းချင်းနဲ့လည်း K လည်းပို့ပြီးတော့ကောင်းအောင်တော့လုပ်သွားမှာပါဒါပေမဲ့ K ပြောပြချင်တဲ့အကြောင်းအရာအဓိကဖြစ်နေတဲ့ကြောင့်မလို့အဲ့လို bare face တွေပါတယ်နဲ့ရိုက်ဖြစ်ခဲ့တဲ့အခါတွေရှိခဲ့တယ်ဆိုလို့ရှိရင်လည်းနားလည်ပြဖို့အတွက်ကြိုပြီးတော့ request လုပ်ထားချင်ပါတယ်အဲ့တော့ဆက်လက်ပြီးတော့လည်းစောင့်ကြည့်ပေးပါအောင်ဒီဗီဒီယိုပြီးတော့လို့ရှိရင်ထပ်ပြီးတော့တက်မဲ့ဗီဒီယိုကကြာတွေတွေကိုကိုကစဉ်းစားနေတဲ့ကိုရီးယားမာမီဂျာရွေးရခတ်နေတဲ့သူတွေအတွက်တင့်တော်မဲ့ program တစ်ခုကိုပြောပြပေးထားတဲ့ဗီဒီယိုရှိပါတယ်တင်ပေးဖို့ရှိပါတယ်အဲ့ဒါလေးလည်းဆက်ပြီးတော့ကြည့်လို့ရပါတယ်ကဲဆိုရင်ဒီရက်ပိုင်းမှာတော်တော်လေးအကောင့်တွေပိုင်းတော်တော်ဖြစ်တယ်ပေါ့နော်ပြီးခဲ့တဲ့နှစ်2024ပေါ့2024ဆယ်လပိုင်းမှာ K ရဲ့ Facebook 10နှစ်လောက်သုံးလာတဲ့ Facebook ကြီးက suspend ဖြစ်သွားတယ်ဖြစ်သွားတဲ့အချိန်မှာဒီကိုရီးယားမှာ K သုံးလာတဲ့3နှစ်လောက်ပေါ့နော်ကိုရီးယားမှာနေတဲ့တော်တွင်3နှစ်စတိုက်သုံးလာတဲ့ Instagram ကလည်း Facebook နဲ့ချိတ်ထားဖြစ်တဲ့ကြောင့်မလို့ Facebook ကို Instagram လုံးဝပျောက်သွားတာပေါ့နော်ဘလို့မှပြန်ဆယ်လို့မရတဲ့အနေအထားမျိုးဖြစ်သွားတဲ့ခါကျတော့ K လုံးဝ Facebook ကိုသုံးတာရပ်လိုက်တယ်ပေါ့နော်အဲ့ချိန်မှာ Instagram က K မှာအရန်အနေနဲ့အလုပ်အကောင့်ရှိတယ်အလုပ်အကောင့်ရှိတဲ့ခါကျတော့အဲ့အလုပ်အကောင့်ကိုပဲအခု personal အနေနဲ့ပြန်သုံးနေရပေါ့နော် Insta ကတော့ backup အနေနဲ့တခြားအကောင့်ရှိတဲ့ကြောင့်အဲ့ဒါကိုသုံးလို့အဆင်ပြေလိုက်တယ်Facebook ကကြတော့အရင်တုန်းက K အလုပ်တွေလုပ်တုန်းကလုပ်တဲ့အကောင့်တွေကလည်း K password မမှတ်မိတော့နဲ့ပြန်မဝင်တာကြာတာနဲ့မရှိဘူးဖြစ်နေရပါတော့အဲ့တော့ဒီရက်ပိုင်းမှာလည်းပဲအရင်တုန်းကအလုပ်အကောင့်တစ်ခုကိုပြန်ဆယ်ထားတဲ့အကောင့်ကလည်းအခုလက်ရှိမှာမနေ့ကပေါ့နော် suspended ဖြစ်သွားတာမျိုးလေးရှိတယ်ပေါ့နော်ရှိတဲ့ခါကျတော့ KAC မှာ social နဲ့ပတ်သက်လို့ရှိရင်ဟိုခဏပြဿနာတွေတက်တယ်ဒီရက်ပိုင်းမှာပြဿနာတွေတက်တဲ့ခါကျတော့ဟိုတိတ်ပြီးတော့ Facebook မှာမရှိတော့အောင်ပျောက်သွားရဲဆိုတော့အဲ့လိုအကြောင်းရင်းတွေလည်းပါပါတယ်ဒါပေမဲ့ TikTok နဲ့ YouTube Instagram မှာတော့ရှိပါတယ်အဲ့တော့ ရှိတဲ့ platform တွေလည်းရှိသလိုမျိုးမသုံးပြစ်ဖ ೇನೆ နားထားတဲ့ platform တွေလည်းရှိတယ်ပေါ့နော်အဲ့ဒါလည်းအဲ့လိုအကြောင်းရင်းလေးတွေအကြောင်းပဲဖြစ်တယ်ပေါ့နော်အခါကျတော့ မနေ့ကတွေးလိုက်တာဆိုလို့ရှိရင်တို့မှာဒါတွေအကုန်လုံးမရှိတော့ဘူးဒါတွေအကုန်လုံးလည်းအမြဲတမ်းတည်မြဲနေမှာမဟုတ်ဘူးပေါ့နော်ဒါပေမဲ့ကိုယ့်ကိုတည်ရတဲ့သူတွေရှိနေပြီပေါ့နော်ဘယ် platform မှာပဲဖြစ်ဖြစ်ကိုယ့်ကိုအရင်တည်းကကြည်ထားဘူးတဲ့သူအနေနဲ့အများတော့ရှိနေပြီဆိုလို့ရှိရင်ကကြတော့အဲ့ဒါကလည်းကိုယ့်ရဲ့တိုးတက်မှုတစ်ခုလို့ပြောလို့ရရပေါ့နော်တိုးတက်မှုတစ်ခုပြောလို့ရရဆိုတဲ့အခါကျတော့ဘလို့ကြီးပဲ social media ရဲ့ပျောက်ဆုံးသွားပါစေကိုယ့်ကိုတည်နေသူကတော့ကိုယ်ရအောင်လာရှာမှာပဲပေါ့နော်ကိုယ့်စီကinformation တွေသိချင်တဲ့သူကတော့ကိုယ့်ကိုရအောင်ဘယ် platform မှာပဲနေတွေ့အောင်တော့ရှာကြမှာပဲဖြစ်တဲ့အကြောင်းမလို့အရန်ကြီးလဲတခုခုဆုံးရှုံးသွားရတယ်ဆိုဒါတွေကအရန်ကြီးစိတ်ထဲမထားစေချင်ဘူးเนาะ K ဆိုလို့ရှိရင်အဲ့ဒါနည်းစိတ်ပေါ်ပါပဲထားလိုက်တယ်ပေါ့နော် K မှာလို့ဆရာလည်းရှိနေတဲ့ခါကျတော့ Facebook ပြတ်တော့ဆိုရှင်လည်း K တော်တော်ကြီးစိတ်ကတိကောင်းဖြစ်ရတယ်ပေါ့နော်အဲ့ရက်ပိုင်းဒီမှာအကောင့်ပြတ်သွားရဲဆိုပေမဲ့လေ K မှာလှုပ်ရှားရှိနေတဲ့ခါကျအဲ့အကောင့်ပြတ်တာယူပြန်ဆယ်ဖို့အရန်အချိန်မပေးနိုင်ဘူးဖြစ်နေအောင် K လှုပ်ရှားရှိရတယ်ပုံမှန်ဆက်လုပ်သွားတဲ့အနေအထားမျိုးဖြစ်နေရပါတော့